โอ้เจ๊เนี่ยต่อเจ๊เจ๊ยีเท่าไหร่ဒီကလုံးလုံးမလိလာလေဗျာမာရီဟာဟာနော်ဒါလေးကတော့ DNW ရဲ့လေအိတ်ကလေးကိုစမ်းနေပါတယ်လို့လေအိတ်ဘယ်လိုမျိုးစမ်းတက်တယ်လဲဆိုတော့လေထိုးတိတ်တော့မပေါက်ပါဘူးကြည့်ပါဦးဒါကြောင့်မို့ကားကနှိုးလိုက်နှိုးပြီးတော့ခဏနေကြတေးသွားတာခဏနေကြရင်တေးသွားတယ်လေပိုက်ဘယ်လိုလုပ်လို့လေဘူးဘယ်လိုလုပ်လို့မရဘူးဒါလေးရတော့ဒီမှာတော့ဝါရှော့ပါအဲ့ဒါ DNW ကားလေးပါ DNW ကားလေးပြမယ်နော်ဒီကားလေးလဲဆိုပေါက်သွားပြီကဲဒီကားဟာလေးပါဗျာဒီမှာဒီကားဟာလေးဒီမှာရေထုတ်လာတော့ပေါက်သွားပါပြီလို့ကားတစ်ချမ်းပဲတေးနေတာတစ်ချမ်းပဲတေးတယ်ဟိုတစ်ခါကျွန်တော်တင်ပေးထားတဲ့ကားလေးပါလေးမတက်လို့ဆိုပြီးနှိုးလိုက်ရင်တကားပေါက်တွေကုန်ပိတ်လိုက်ဒီသူ့ရဲ့စစ်စတန်ဘာလို့လဲဆိုရင်လေးတစ်ချမ်းမတက်ဘူးမလားဒီလေးတစ်ချမ်းမတက်ဘူးဆိုရင်ဘယ်ဘက်ထိုင်တယ်ညာဘက်ထိုင်တယ်လေးတက်ချင်တယ်ဆိုရင်ဒီတကားပေါက်တွေလေးချက်စလုံးကုန်ပိတ်ဘောနဲ့ရောပိတ်နောက်ဖုံးပိတ်အဲ့ဒါပြီးဆိုမှကားကိုဆက်နိုးလိုက်ရင်တော့ဒီလေးကတက်တယ်အဲ့တော့ဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးတက်လဲမတက်ဘူးဖြစ်နေကားဘယ်လိုဖြစ်တာလဲဆိုတော့ဘလို့ပဲနေမရဘူးအမေလေကြီးပေါက်တော့ပါတယ်။ဒါကြောင့်မို့ပါကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ကျေးဇူးအများတင်ပါတယ်လို့။ဒါလေးကျွန်တော်တွေ့ကြုံလေးကိုဝေမျှပေးတာပါ။လိုင်းပေါ်ကကိုကြီးတွေကိုတွေ့ကြုံလေးမော်ဒယ်နင်ကားတွေဘယ်လိုမျိုးဖြစ်တယ်လဲမော်ဒယ်နင်ကားတွေဘယ်လိုဖြစ်တယ်လဲကျွန်တော်လက်ဆင့်ခံပြတာပါတွေ့ကြုံဘယ်လိုပဲနေလေဒီကမနဲ့ရောက်ပြီဆိုတာနဲ့တနေ့ကုန်မောင်းရတယ်မောင်းလို့ရတယ်ဒီကားရဲ့အဲ့ဒါမောင်းပြီးရက်ထားပြီးဆိုရင်2နာရီ3နာရီလောက်ဆိုရင်လေကအော်တိုရော့သွားတယ်အဲ့လိုပဲဒီကောင်ကအဲ့ဒါကြောင့်မို့ကိုကဒီထိုးလိုက်တော့တော်တော်ပေါက်တယ်ပြောမှဆိုရင်တော့ဒီလေထဲကဒီတဲ့တဲကာလေးလဲရတာအဲ့တဲကာလေးထဲမှာတဲကာလေးရှာမယ်တွေ့တာအဲ့တဲကာလေးလဲရတာဒါပေမဲ့ကျွန်တော်တို့ဒီမှာမလဲတရုတ်ပြည်မှာတော့လဲတယ်တရုတ်လဲတယ်ယူရီးယားလဲတယ်ဆက်မရှိလို့ပေါ့အဲ့ဒါပါကျေးဇူးရမ်းတင်ပါတယ်ဗျ